Hello အားလုံးပဲမင်္ဂလာပါမနက်ဖြန်ကျရင်ကိုဝင်ရချိန်တော့ပြန်ပြရပါမယ်ပုံမှန်တော့ဒီတလားတစ်ခါရချိန်ပြရတယ်ပေါ့နော်အခုလိုမျိုးလားနုနေတဲ့အချိန်မှာတော့ရှေ့တစ်ပတ်ကသွားတာတော့ကိုဝင်73ပတ်ရှိပြီ ultra sound ရိုက်တော့လဲ ultra sound အဖြေကောင်းတယ်ခလေးရလဲသူ့အနေထားအတိုင်းကောင်းကောင်းကြီးထွားလာတယ်ပေါ့နော်အဲ့တော့ဆရာမတွေကOG ကဘယ်လိုအကြံပေးလိုက်လဲဆိုတော့ chromosome စစ်ချင်စစ်လို့ရတယ်ဆိုရင်အကြံပေးလိုက်တယ် chromosome ကကြတော့ဒီကိုဝင်10ပတ်နဲ့15ပတ်လားမသိဘူးပေါ့နော်အဲ့ဒါတေချာ confirm ပြန်လုပ်ပေးမယ်အဲ့ဂျားထဲမှာစစ်ချင်စစ်လို့ရတယ်သူကကြတော့အဲ့ထက်လာကြော်ဝိုင်းတော့စစ်လို့မရဘူးလို့သိရတယ်ပေါ့နော်ကိုဝင်ဆောင်နှုတ်နေတဲ့အချိန်မှာ chromosome စစ်ရင်ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတော့ဒီကလေးမှာရှိတဲ့ရောဂါတွေကိုလည်းကြိုပြီးသိလို့ရရပေါ့နော်နောက်ပြီးတော့အဲ့လို Down syndrome လိုမျိုး polio လိုမျိုးဒီလိုမျိုး chromosome နဲ့သက်ဆိုင်တဲ့ယောဂလက္ခဏာရှိနိုင်လားနောက်ပြီးတော့ခလေးရဲ့ခြံတာအောင်လဲစောစီစီသိရပါတော့ပုံမှန်ဆိုရင်ကတော့ဒီကိုဝင်ဆောင်ကအပတ်20 5လမှဘာလေးမွေးမလဲဆိုတာတိကျကျသိရတာပေါ့နော်ဒါပေမဲ့ chromosome စစ်လိုက်ရင်ကျတော့စောစောတွေကသိရတာပေါ့နော်ကောင်းကျိုးကတော့အဲ့ဒါရှိတယ်ဒါကတော့စစ်ချင်စစ်မစစ်ချင်လဲမိဘတွေအဆုံးဖြတ်ချက်ပဲပေါ့နော်ဆရာဝန်တွေကတော့ဖြစ်နိုင်ရင်တော့အသက်30အထက်မိဘတွေဆိုရင်တော့စစ်ဖို့အကြံပေးရလို့အဲ့စေကံပြပြလိုက်တယ်ပေါ့နော်အဲ့တော့မနက်ဖြန်ကျရင်အဖြေတည်ရမှာဆိုတော့စိတ်တော့လှုပ်ရှားနေရယ်ဘာလေးလဲဆိုတာအထက်ကိုခလေးကိုဘာလေးဖြစ်ဖြစ်ကလိုချင်တာဖြစ်တဲ့အတွက်ကိစ္စတော့မရှိဘူးဒါဘာလေးလဲသိရဖို့တော့ကိုခလေးကျမ်းမာရေးချင်းနေကောင်းမကောင်းဆိုတဲ့ဟာကိုပို့ပြီးတော့စိတ်လှုပ်ရှားနေပါတော့အဲ့တော့မနက်ဖြန်တွေ့မယ်နော် see you tomorrow မနက်ဖြန် result ကိုပြန်ပြောပေးပါမယ်ဘယ်လိုချင်းနေရှိလဲဆိုတာကို bye bye hello ကဲအခုစေကန်းသွားနေပါတယ်မကြခင်ဖြည့်တီးရပါမယ်ဘာလေးလဲဆိုတာနဲ့ဘာလေးလဲဆိုတာတော့မပြောသေးဘူး result ဘယ်လိုရှိလဲဆိုတာတော့ပြန်ပြောပြပါမယ် bye bye ဒီဘာလေးဖြစ်ပေါ့ကဲ result ကောင်းပါတယ်သွေးဖြည့်အကုန်ကောင်းပါတယ်အဲ့တော့စိတ်အေးဝပါပြီပထမအဲ့ဒါကိုစိတ်ပူနေပါတော့ဒါမဲ့နောက်ပြဿနာတစ်ခုကဘာလဲဆိုတော့ဘာလေးလေးကအရင်သိချင်နေကြတာအဖေကပို့စိုးနေအဖေကိုဆရာမလျှို့ဝှက်ပြီးတော့စာရင်းနဲ့ထည့်ပေးလိုက်တာသိချင်နေကြောက်ပြန်နေလက်ထဲဘေးလက်ထဲမှာရှိနေပါတယ်အဖေက2ရက်စားရပါမယ်2ရက်စားမယ်လို့စဉ်းစားထားတယ်ဒါပေမဲ့မကြခင်မှာတော့စိတ်ကူးပြောင်းသွားနိုင်တယ်ဘာလေးလဲဆိုတာတော့ဒီအခုတော့မပြောသေးဘူးပေါ့နော်ဟိုစားအိမ်မှာအဲ့လို event သေးလေးလုပ်ဖို့ရှိရဲဆိုတော့အဲ့တော့မှပဲအဖြေပြောမယ်လက်ရှိမှာတော့အဖေနဲ့အမေနဲ့အမေကတော့လည်းစိတ်ခိုင်ပဲအဖေကအရန်သိချင်တယ်အဲ့ကိစ္စအောင်မင်းကလေးပဲလားအဖေကအရန်သိချင်လေဆိုတော့ဟိုဒီ2ရက်ကိုကြော်ဖြတ်နိုင်မလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် bye bye